အခုအခြေအနေဟာနယူးဒေါ်လာရေးဟာဒီစစ်အာဏာရှင်ပြုတ်ကြဖို့တိုက်ခိုက်ဖို့တိုက်ထုတ်ဖို့အမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကောင်းလေးဟာခေတ်ဆက်ဆက်ကနေပြီးတော့ဒီလိုပဲကျွန်တော်တို့အနိုင်ကျင့်လာတယ်အနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ဘောင်ထဲမှာခတ်ထားတယ်ကျွန်တော်တို့ကလွန်ပြင်မှာသွားနေရတယ်လို့သွားရပါမယ်အာဏာရှင်ရဲ့ဘောင်ခတ်ခြင်းကိုကျွန်တော်တို့ခံရတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ပညာတွေအားနည်းလာတာရှိတယ်အာဏာဘယ်အာဏာရှင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အာဏာရှင်ရဲ့ရုပ်မာမှုကပြည်သူပြည်သားတွေကိုစာမတက်အောင်လုပ်ထားတဲ့ဟာတွေရှိတယ်တော်လိုင်းကကျွန်တော်တို့အညာသားတွေကျွန်တော်တို့မြေပြန်သားတွေရဲ့ပခုံးပေါ်ကိုတဲ့တဲ့ကြီးရောက်လာပြီလို့ခံယူဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်မြင့်ကြံစီတို့ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကຫນွေဦးတော်လန်ရေးဟာအညာသားတွေရဲ့ပခုံးပေါ်ကိုကြားရောက်လာပြီလို့သတိပေးပြောဆိုလိုက်ပါတယ်2023-24ခုနှစ်တွေကတိုင်းသားတပ်ဖွဲ့တွေနဲ့ဗမာတပ်ဖွဲ့တွေပေါင်းပြီးစစ်ကောင်စီကိုဥနှိမ်တိုက်ခိုက်နိုင်ခဲ့ပေမဲ့အခုအချိန်မှာတော့စစ်တပ်ထိုးစစ်တွေကတော်လန်ရေးဒေသတွေကိုပြန်လည်ရှင်းလျှောက်လာနေပါပြီအညာဒေသကိုစစ်တပ်ထိုးစစ်တွေပြန်ဝင်လာနေချိန်လည်းဖြစ်တော်လန်ရေးရန်ပုံငွေရှာဖွေဖို့ကလည်းအရင်နဲ့စာရင်ပိုပြီးခက်ခဲလာချိန်လည်းဖြစ်တာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့ကြောချင်းကပ်ရင်ဆိုင်ဖို့လိုပါပြီမင်းအွန်လိုင်းစစ်တပ်ဟာသူ့အလုပ်ကိုသူပုံမှန်လုပ်ပြီးရှေ့တိုးလာတာကြောင့်တော်လန်ရေးအဖွဲ့တွေအနေနဲ့စီစီလုံးလုံးတော်လန်ရင်ဆိုင်ကြဖို့အချိန်ရောက်ပြီလို့လည်းဗိုလ်စီတို့ကိုသက်ကြီးကသတိပေးပါတယ်။ဘာတွေဘလို့ပဲဖြစ်နေပါစေအခုချိန်ဟာစစ်တပ်ကိုတော်လန်ဖို့အကောင်းဆုံးအချိန်အဖြစ်ရှိနေစေဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းတော်လန်ရေးကိုသွေးမအေးပဲဆက်လက်ပါဝင်ကြဖို့မြေပြင်တော်လန်ရေးအဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကတိုက်တွန်းလိုက်ပါတယ်။တော့ပြောလို့တော်လန်ရေးအချိန်ကကျွန်တော်အရင်လည်းပြောခဲ့တယ်လို့ပဲကျွန်တော်ကြိုးပိုင်းထဲမှာထိုးတာမဟုတ်တဲ့အတွက်ကျွန်တော်တို့အချိန်တော့ခံမှန်းလို့မရပါဘူးနောက်တစ်ချက်ကလက်ရည်တို့ထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘယ်သူကွဲသူပြဲမယ်ဆိုတာတော့ကျွန်တော်တို့ခံမှန်းလို့လည်းမရဘူးပေါ့အဲ့တော့ကျွန်တော်တို့လည်းကွဲပါတယ်ပြဲပါတယ်သူတို့လည်းနာတာပါပဲအဲ့တော့ဘာဖြစ်ကျွန်တော်တို့ကဒေသန္တရအားသာချက်နဲ့သူတို့ကိုအများကြီးရှင်ပြိုင်တိုက်ခိုက်နေတယ်လို့ကျွန်တော်ညီတွေရဲ့အတွေ့အကြုံကလည်းအများကြီးသူတို့ကိုဒုက္ခပေးနိုင်ခဲ့တာတွေရှိပါတယ်အဲ့တော့ဘာဖြစ်ကျွန်တော်တို့ကသွားရမှာပဲကျွန်တော်တို့ရှောက်ပြီးသားလမ်းကနောက်ပြန်ဆုတ်လို့မရတယ်လို့ရက်တက်နေလို့လည်းမရဘူးအဲ့တော့ပုံမှန်တရရတက်ရမယ်အဲကြောင့်ကျွန်တော်ပြောခဲ့တာဇွဲတက်တိဆိုတာတော့ကျွန်တော်တို့မှာရှိပြီးသားဖြစ်တယ်ဇွဲလက်ရှိလို့ဒီချိန်ထိ4နှစ်ကျော်5နှစ်အတွင်းမှာကျွန်တော်တို့ရက်တည်လာနိုင်တယ်နောက်အဲ့ပေါ်မှာထပ်ပြီးတော့နောက်ကြာလာမယ့်အချိန်အတွက်ကျွန်တော်တို့ဘာလို့လဲဆိုတော့တက်လုံလို့လာတယ်တက်လုံကျွန်တော်တို့တော်လိုင်းစကနေအခုချိန်ထိကပြည်သူအခြေပြုတ်ပြီးတော့ကျွန်တော်တို့သွားရတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ကမ်ပိန်းတစ်နှစ်ကို2ခါလောက်လုပ်ပါတယ်အဲ့ဒီကမ်ပိန်းကရရှိတဲ့ငွေတွေကိုကျွန်တော်တည်တာကျွန်တော်စုဆောင်းဝယ်ယူထားတာတွေလည်းကျွန်တော်ကမ်ပိန်းပြီးတာနဲ့မကြမီမှာအများအားချပြတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ချက်အခုကကြာကျွန်တော်တို့ဘာပြန်စဉ်းစားရမလဲဆိုတော့ပြည်သူတွေကိုကျွန်တော်တို့ကပြန်ကြည့်တဲ့အနေနဲ့ကြည့်ရတော့မယ်ဆိုတော့ဒီလက်တံလည်းပြောင်းခြင်းနဲ့ပြည်သူကိုလည်းကြည့်ရမယ်ဆိုတော့ပထမဆုံးပြောချင်တာတော့ဒီလက်တံကမ်ပိန်းလေးပြည့်မီုံနဲ့ကြော်လွန်ခဲ့ရင်တော့ကျွန်တော်တို့ပို့ပြီးတော့ကျင်းနှံ့မိမှာပါနှစ်သက်မိမှာပါပို့လည်းအားရှိမိမှာပါဘာလို့လဲဆိုတော့ဒီကျွန်တော်တို့လိုအပ်ချက်တွေအများကြီးလိုအပ်ချက်အများတဲ့ပြင်ဒီတစ်ခါကျွန်တော်ရဲ့အစီအစဉ်ကဒီပြည်သူနည်းနည်းလေးပြည်သူဘက်ကဖိအားလေးတွေရှော့ကျင်တာဖြစ်တဲ့အတွက်ခဲရန်လေးတွေဝင်မယ်အဲ့ချင်ကနေအပူရှိလာတဲ့ခါကျရင်ကျွန်တော်တက်ရင်ရဲ့စီးပွားရေးပေါ့နော် investment တစ်ခုပေါ့လုံးဝ sure ဖြစ်တဲ့တေချာတဲ့ investment လေးလုပ်ပြီးတော့တက်ရင်အတွက်ဝင်လာမဲ့ငွေလေးတွေကိုကျွန်တော်ရှာချင်တာပေါ့နော်အဲ့အတွက်ပို့ပြီးတော့ကျွန်တော်အားမျောလင်းမိပါတယ်ပေါ့နော်ဒီအားကို2000လဲကြော်ရင်တော့ပိုကောင်းတာပေါ့တိုးတော့ညလဲလက်ရှိအချိန်တွေမှာဒေါ်လာရေးမြေပြင်မှာရှိတဲ့ဒေါ်လာရေးအဖွဲ့တွေတော်တော်များများကလည်းဒီ campaign တွေလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ချိန်ရတာပေါ့နော်ကိုလောကချီတော့1000လုပ်လို့လည်းမရဘူးတသိန်းလုပ်ဟွာလုပ်လို့လည်း9000လုပ်လို့လည်းမရဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ balance နဲ့ဖြစ်နိုင်ခြေလေးတွေလုပ်ပြီးတော့ကျွန်တော်2000ဆိုပြီးတော့ကျွန်တော်တတ်မှတ်ပြီးလုပ်တာပါအဲ့တော့ဒီ2000ကကျွန်တော်အကျိုးရှိအသုံးချမှာဖြစ်တယ်လို့ရေရှည်အတွက်လည်းကျွန်တော် plan တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ပြောလင့်ပါတယ်ဒါလေးတွေကိုနောက်တစ်ချက်ကဆောပြောသလိုကျွန်တော်တို့ဆက်တိုင်နေမှာပါဆက်သွားနေမှာပါကျွန်တော်ဒီအာနာရှင်ကကျွန်တော်တို့ပပြောင်းမအောင်ရမယ်ဥနေဝင်လက်ထက်ကနေကစခဲ့တဲ့အာနာမျိုးသက်ကတောက်လျှောက်အများကြီးဖြစ်လာတယ်ကျွန်တော်တို့အခုချိန်ကအခွင့်အခါအတင်လုံးအချိန်အကောင်းဆုံးအချိန်တောင်ပေါ်မြေပြစူးစီးမိတဲ့အချိန်ပေါ့နော်ပို့ပြီးတော့ဟောဖြစ်တာကျွန်တော်မြေပြန်သားတွေနေရာတိုင်းမှာတော်လန်ရေးလုပ်နေကြတဲ့အချိန်ဖြစ်တဲ့အတွက်အခုအချိန်တွေကနယူးတော်လန်ရေးဟာဒီစစ်အာဏာရှင်ပြုတ်ကြဖို့တိုက်ခိုက်ဖို့တိုက်ထုတ်ဖို့အမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကောင်းလေးဟာခေတ်ဆက်ဆက်ကနေပြီးတော့ဒီလိုပဲကျွန်တော်တို့အနိုင်ကျင့်လာတယ်အနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ဘောင်ထဲမှာခတ်ထားတယ်ကျွန်တော်တို့ကလွန်ပြင်မှာသွားနေရတယ်လို့သွားရပါမယ်အာဏာရှင်ရဲ့ဘောင်ခတ်ခြင်းကိုကျွန်တော်တို့ခံရတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ပညာတွေအားနည်းလာတာရှိတယ်ဘယ်အာဏာရှင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အာဏာရှင်ရဲ့ရုပ်မာမှုကပြည်သူပြည်သားတွေကိုစာမတက်အောင်လုပ်ထားတဲ့ဟာတွေရှိတယ်ကျွန်တော်တို့စာတက်တော်ညာလဲအဲ့ဒီစာကအင်မတန်အကျုံးဝင်တဲ့စာမျိုးမဟုတ်ဘူးဘွဲ့ရပညာတတ်ဖြစ်ပေမဲ့ပညာရှိဖြစ်ချင်မှဖြစ်တာ
အဲ့တော့အရာလေးတွေကကွာခြားတာရှိတယ်အဲ့တော့ဒီကောင်လေးကဒီမြေမှာမရှိမှရမှာအာနာရှင်ကပြေပဲဖြစ်မရှိမှရအဲ့တော့ဒီတစ်ချိန်မှာကျွန်တော်တို့အာနာရှင်ကိုမတိုက်ထုတ်နိုင်ဘူးဆိုလို့ရှိရင်နောက်တဲ့နှစ်ပေါင်း100လဲဟုတ်တယ်နှစ်ပေါင်း1000လဲဟုတ်တယ်ထပ်ပြီးတော့ဆိုရင်ရရှိတာကျွန်တော်တို့မြေပုံကြီးပျောက်သွားနိုင်တယ်အခုတော့မှကျွန်တော်တို့မြေပုံတစ်ချမ်းကိုရှိတဲ့အဖျားနာလေးကိုလာနင်းပြီးတော့စော်ကားနေတာတွေရှိတယ်လေဒါတွေကိုပြည်သူတွေအနေနဲ့ကကျွန်တော်တို့မြေကျွန်တော်တို့နိုင်ငံကိုထိတာကျွန်တော်တို့လူမျိုးကိုထိတာနဲ့တူတူပဲဗျတိုင်းရင်းသားဆိုတာလေကျွန်တော်တို့ဗမာပြည်မြေပုံမှာရှိတာကျွန်တော်တို့တိုင်းရင်းသားတွေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ပါမှာဟာကိုကဒီမှာကိုဒေတာကိုမရောက်သေးလို့ဆိုပြီးတော့မလုပ်ပါနဲ့အားလုံးနဲ့သက်ဆိုင်တယ်ဗျနိုင်ငံအရေးဆိုတော့အားလုံးနဲ့သက်ဆိုင်တဲ့အရေးဗျခင်ဗျားတို့တွေအိမ်ထဲကိုဝင်လာမှအိမ်ရှိကိုရောက်လာမှအိမ်ထဲကနေခေါ်ထုတ်သွားမှပြဿနာတွေရှာမှဘုံတွေကြမှကြည်စံတွေမှန်မှဟာငါတို့စီရောက်လာပါပြီလားဆိုတဲ့ဟာမျိုးကမဟုတ်ဘူးဗျဟုတ်ကိုချင်းစာစိတ်လေးလည်းကျွန်တော်ရှိသိချင်တယ်ဘာလို့လဲဆိုတော့ကောသလအိမ်မဲ့16ချက်ရှိတယ်လေအနားနောက်ပြီးတော့အလဲကြည့်လိုက်မယ်တဲ့ခုချိန်မှာတော့အနားဆိုတာတော့ကျွန်တော်တောရွာတွေပေါ့ဗျာတောရွာတွေမှာခံနေရတယ်အများကြီးခံနေရတာလူလည်းမျက်စိအောက်တင်မယ်အများကြီးခံနေရတာဘုံကျဲတဲ့တန်တွေခံရတယ်နောက်ဝင်လာတယ်မိရှို့တယ်တက်တယ်အများကြီးကုန်နေကြပြီအများကြီးကုန်နေကြပြီအဲ့တော့အနားမှာလောလောဆယ်နောက်နေတယ်ဒါပေမဲ့ကောသလအိမ်မဲ့16ချက်ရအလဲကိုနောက်ချိန်ကြရင်ခင်ဗျားတို့နှစ်ခုတွေ့လိမ့်မယ်အဲ့တော့အလဲကိုနောက်မလာခင်ပါခင်ဗျားတို့အနားနောက်နေတဲ့ချိန်မှာကောက်သုံးချိန်ပဲခင်ဗျားတို့ပါဝင်ပူးပေါင်းမှုကျွန်တော်ဟိုနေ့ကလည်းပြောခဲ့တယ်မကြောက်ပါနဲ့ပါဝင်ကြပါမကြောက်ပါကျွန်တော်တို့လည်းတာမန်လူပဲဗျာကျွန်တော်တာမန်လူကနေမှကျွန်တော်ထလုပ်တာပဲလုံးရုံနဲ့တွေ့သူမကြောက်ပဲဖြစ်သွားလိမ့်မယ်ဒီကလုံးဖို့လိုတာပဲအလုပ်တစ်ခုကမလုပ်ဖဲနဲ့ဟာငါဘာဖြစ်ပါမလားဆိုတော့မတွေးနဲ့လုပ်ပြီးလို့ရှိရင်အဲ့ပုံမှာစီးမျောသွားလို့ရှိရင်အဲ့အလုပ်ကဖြစ်ပြီဒါပေမဲ့အဲ့အလုပ်ပေါ်မှာအာယုံဆိုင်နှလုံးသားနဲ့တိဆောက်ရင်ဖက်နဲ့လုပ်ပြန်ပါလိမ့်မယ်ရှေ့လည်းရောက်ပါလိမ့်မယ်ကျွန်တော်ဒါလည်းပြောချင်တယ်နော်စစ်ကောင်စီကသူတို့လုပ်ဆရာရှိတဲ့လုပ်ကိုတစ်ဆိုင်မတ်လုပ်နေတာဗျတစ်ဆိုင်မတ်လုပ်နေတာဘောင်းစုံကန္နာဘောင်းစုံကနေတစ်ဆိုင်မတ်လုပ်တာဒီလည်းပါမယ်နောက်တစ်ခါဒီကျွန်တော်လူမှုကွန်ရက်စာမျက်နှာတွေမှာလာပြီးတော့ကျွန်တော်ဒီစိုက်ဝါပုံစံမျိုးတွေပေါ့နော်ဒါတွေလည်းကျွန်တော်တို့ပါတယ်နောက်အဖွဲ့အချင်းတွေးခွဲစည်းရုံးတာတွေကျွန်တော်တို့မမြင်နိုင်တဲ့အရင်ခေတ်ကဒလန်မြကျွန်တော်တို့ဒေါ်လာရေးစာတော့အဲ့ဒလန်ရှင်းတဲ့ဖောင်းထိုင်းကိုကျွန်တော်တို့ပြီးသွားပြီဒလန်ကတော့တရှိုးဖြစ်သွားတရှိုးဆိုတာအင်မတန်လေးနဲ့သွားပြီအဲ့တော့စိတ်ဝင်လာတဲ့တရှိုးကကျွန်တော်တို့မမြင်နိုင်ဘူးမသိနိုင်ကျွန်တော်ထဲမှာလည်းရှိမယ်အခြားထဲမှာလည်းရှိမယ်အန်ရတိတ်ညာအဲ့တော့ဒီတရှိုးတွေကမမြင်နိုင်တာဖြစ်တဲ့ကျွန်တော်တို့နီးမျိုးစုံနဲ့တွေးကွဲနေတာတစ်ဖက်နဲ့တစ်ဖက်ဒီလိုတွေဖြစ်နေကြတာအဲ့တော့ကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့လည်းဒါလေးတွေကိုပြန်ဆန်းစစ်ပြီးတော့ကျွန်တော်တို့သုံးသပ်တယ်တော်လိုင်းရေးကကျွန်တော်တို့အညာသားတွေကျွန်တော်တို့မြေပြန်သားတွေရဲ့ပခုံးပေါ်ကိုတဲ့တဲ့ကြီးရောက်လာပြီလို့ခံယူဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ပခုံးပေါ်တဲ့တဲ့ရောက်လာကျွန်တော်တို့ကရုံးမှကျွန်တော်တို့အားကိုးရမယ်ကျွန်တော်လက်ကျန်EAOဖွဲ့စည်းတွေကျွန်တော်ရှိမယ်ဒါတွေကလည်းသူတို့ဘက်သူတို့လှုပ်ရှားရှိတဲ့လို့လုပ်မှာပဲဒါတွေကတော့ပတ်သက်တဲ့ဆက်တဲ့ဒေါ်လာရင်းသမားတွေအားလုံးသိကြတယ်ငါတို့ရဲ့ဖွဲ့စည်းရဘယ်လိုဆိုတာအားလုံးသိကြတယ်အဲ့တော့ကျွန်တော်တို့သူတို့ကလည်းသူတို့ဘက်သူရှိတယ်ကျွန်တော်တို့ကဏ္ဍမှာကျွန်တော်တို့ကညီညွတ်ဖို့ပေါင်းစုဖို့အားလုံးလုပ်ကြဖို့လည်းကျွန်တော်တို့လိုလာပြီဗျ